ရာဟီတာနဲ့အကျိုးပြုလုပ်ငန်းတွေကိုတကယ်လုပ်နေတဲ့မက်ခိုင်နှင်းဝလို့လူမျိုးတော်ဝေဖန်ခံတယ်ဆိုတော့ကျန်တဲ့လူကတော့ပြောမနေနဲ့ခိုင်နှင်းဝဆိုလို့ရှိရင်တိန်းတစ်တောင်းမှတည်တာမတိန်းတစ်ထောင်မှတည်ပြီးတော့အခုတိန်းတစ်တောင်းလောက်မှတည်တာငွေတွေကိုလွှဲပေးလိုက်ပြီနော်ဒီမိမလေးငွေအဲ့ငွေတွေဘယ်ကနေဘယ်လိုရနေလဲမသိဘူးနော်ဝေဖန်တဲ့မျိုးသမီးကတော့ဘသူလဲဆိုတာကျွန်တော်မသိဘူးเนาะကျွန်တော်ကပဲညံ့တာလားဘူးတုဒနဲတာလားတော့ကျွန်တော်မသိဘူးဒီမျိုးသမီးကိုကျွန်တော်မသိတာတော့အမှန်ပါเนาะဒီမျိုးသမီးကတော့မက်ခိုင်နှင်းဝကိုအားလုံးကြားတဲ့အတိုင်းဝေဖန်ထားတယ်တိန်းတစ်ထောင်မှတည်ပြီးတော့အခုဆိုရင်အလူငွေတွေကပေါ့เนาะတိန်းတစ်တောင်းရတယ်ပေါ့เนาะဒီတိန်းတစ်တောင်းကိုသူလှူလိုက်ပြီဆိုတော့ဒီအလူငွေတွေကအရန်ကိုသူရတာများတယ်ပေါ့เนาะဒီရက်လေးအတွင်းမှာသူဘလို့တွေလုပ်နေလဲပေါ့ဒီငွေတွေကိုသူဘယ်ရလဲဆိုတော့ဟာဒီလောက်အထိဗျာမက်ခိုင်နှင်းဝကိုသူ့ရဲ့ဒီ logo နဲ့ပေါ့နော်အခိုင်နှင်းဝမိဘဂေဟာဆိုတဲ့နာမည်နဲ့ပေါ့နော်သူ့ logo နဲ့သူဒီ site လေးနဲ့ရနော်ဒီသူ့ပုံစံလေးနဲ့ရဒီလောက်အထိဒီ Friday အဖွဲ့အစည်းတီးတီးရောနော်ဒီချမ်းသာတဲ့အတိုင်းဝိုင်းနေရရောပြီးတော့ဒီမင်းသားမင်းသမီးအနုပညာအတိုင်းဝိုင်းနေရရောဒီလောက်အထိတိန်းရာချီထောင်ချီလူနေကြတဲ့ဟာဒီတိန်းတစ်တောင်းရဖို့ဆိုတာမက်ခိုင်နှင်းဝတို့အတွက်တော့တိတ်ပြီးတော့မခက်ပါဘူးနော်အခုမှမဟုတ်ဘူးပြီးခဲ့တဲ့ဒီရေဘေးတွေပါရင်တော့လေမက်ခိုင်နှင်းဝတို့ဒီလိုပဲလှူနေတာအခုကျမှသူနဲ့တွေ့မှာဒီမျိုးသမီးကဝေဖန်နေဆိုတော့မက်ခိုင်နှင်းဝရဒီလူငွေတွေကိုဒီလိုမျိုးအလှခံပြီးများလို့အခမများကလည်းလောင်းကစားလုပ်ပြီးရရမှာလားနော်အဲ့တော့လူတွေကဘယ်လိုလဲဆိုတော့ကိုတိုင်လည်းဖြစ်မြောက်အောင်မလုပ်နိုင်ဘူးကိုတိုင်လည်းမကူညီဘူးအဲ့တော့တကယ်လက်တွေ့ကြကြမြေပြင်မှာလုံနေတဲ့လူတွေကိုလည်းဝေဖန်လေကန်နေနော်အဲ့ဒါခက်တော့ခက်နေပြီတာမန်ဘာမဟုတ်တဲ့လူတယောက်ဝေဖန်ခံတာကိုတော့ခင်ဗျာခေါင်းထဲကိုထည့်မနေနဲ့နော်ခေါင်းထဲကိုထည့်မနေနဲ့ဘာလို့လဲဆိုတော့ဒီလောက်အထိဒီမိဘမဲ့ကလေးတွေကိုလည်းစောက်ရှောက်ပေးထားတဲ့နော်ဂေဟာဖွင့်ထားတယ်နော်ဒီရင်သွေးလေးများဂေဟာမှာဆိုလဲနော်မိဘမဲ့ကလေးတွေယာချီပြီးတော့ယာချီကိုစောက်ရှောက်ပေးနေတယ်ပြီးတော့ဒီငလင်ဘေးဆိုလဲငလင်ဘေးနော်ရေဘေးဆိုလဲရေဘေးမြန်မာနိုင်ငံမှာဖြစ်ပျက်လာတဲ့ဒီဘဲလိုဘေးဒုက္ခမဆိုမက်ခိုင်နှင်းဝတို့ကရှေ့ဆုံးကနေပြီးတော့ပေါ့နော်အားတက်တရောလုံနေတဲ့ဒီလိုမျိုး pride ဒီဓမ္မတယောက်ကိုတော့မှဝေဖန်ခံရတယ်ဆိုတော့ခင်ဗျာကျန်တဲ့လူဝေဖန်တာကတော့နော်ခေါင်းထဲကိုထည့်မနေတော့အဲ့ဒါပဲကြည့်တော့နော်ကျွန်တော်နိုင်ငံလူတွေရဲ့စိတ်ဓာတ်ကိုအဲ့ဒါပဲကြည့်